တာကျူနဲ့တန်ရှင်းတို့နှစ်ယောက်မှာဘသူကပိုကောင်းတဲ့ကေဘောက်စင်ဖိုက်တာလေနီးစနစ်ပိုင်းသုံးသက်ချက်2022ခုနှစ်ကရာဇဝတ်ရဲ့ကြီးကျယ်ဆုံးစစ်ပွဲကြီးဖြစ်တဲ့ The Match မှာတန်ရှင်းကတာကျူကိုအနိုင်ရရှိသွားလို့တန်ရှင်းကပိုတော်တဲ့ဖိုက်တာလို့ခင်ဗျားတို့ထင်နေကြတော့မဲလားကွင်းထဲမှာပြေးသွားပြီးတော့နောက်ဆုံးအမှတ်ယူကစားသွားတဲ့တန်ရှင်းရဲ့နီးစနစ်ကတကယ်ကိုစစ်မှန်တဲ့ကေဘောက်စင်နေတာလားဒါမှမဟုတ်ပြိုင်ဘက်ကိုတက်ရှူပေါက်မပေးဘဲနဲ့အသေးလေးဖိချိတ်ထိုးလဲဖို့ကြီးပဲစူးစမ်းတဲ့တာကျူကမှတကယ်ဖိုက်တာစစ်လားပရိသတ်တွေခုချိန်ထိအပြေရှားမရသေးတဲ့ဒီညင်းပွားဖွေရပါမရှင်နှစ်ယောက်ရဲ့နေစနစ်ပိုင်းဆိုင်ရာလေးဝက်ချက်တွေကိုအခုဗီဒီယိုလေးမှာဒါကျူအနားယူသွားတဲ့အမှတ်တရအဖြစ်ပြန်လည်တင်ဆက်ပေးလိုက်ပါရခင်ဗျာပရိသတ်များလုံးပဲမင်္ဂလာပါ Acre Football Channel ကနေတင်ဆက်နေပါတယ်နေစနစ်ပိုင်းရကြည့်မယ်ဆိုရင်တန်ရှင်းဆိုတာကကေပေါစင်သမိုင်းမှာရှာရှာပါပါတွေ့ရခဲ့တဲ့မွေးရပါပါမရှင်တစ်ယောက်ပါသူရဲ့ကစားဟန်ကအထီအောင်ကစားမယ်အထီမခံဘူး hit and don't get hit ဆိုတဲ့အမြင့်ဆုံးလက်ဝဲသဘောတရားပေါ်မှာအခြေခံထားတာပါတန်ရှင်းရဲ့မျက်လုံးတွေဟာအင်မတန်မြန်ဆန်ပါရီပြိုင်ဘက်လက်သီးထွက်လာတာကိုကြိုတင်မြင်နိုင်စွမ်းအရန်ကိုမြင်မာလို့သူကခေါင်းလှုပ်ရှားမှု head movement နဲ့ခြေလမ်း forward တွေကိုသုံးပြီးတော့လက်မတင်လေးရှောင်တင်းရမှာဆရာတစုပါပဲဘဲတန်စောက်ပေါ်ဖြစ်တဲ့တန်ရှင်းကကွင်းလယ်ကိုလူးမဲ့အစားအပြင်ဘက်ကနေ outside fighting style နဲ့လှည့်ပတ်ကစားလေးရှိတာပါပြိုင်ဘက်ဝင်လာတဲ့အချိန်ကိုအတိအကျဆောင်ပြီးတော့သူပြသွင်းလိုက်တဲ့ဘဲပြောင်းကောင်တာလက်သီးကလျှက်စီးလက်တလို့မြန်ဆန်ပြီးတော့တိကျလွန်းပါတယ်တန်ရှင်းရဲ့ခြေကန်ချက်တွေဟာတာမန်မွေထိုင်းကန်ချက်တွေနဲ့မတူပါဘူးရွေးရခရာတီကနေဆင်းသက်လာတဲ့တောင်ချိုးကန်ချက် question mark case တွေလေထဲပြန်ဝဲပြီးတော့ကန်တဲ့ rolling thunder ကန်ချက်တွေကိုကြိုတင်ခံမှန်းဖို့ဆိုတာကပြိုင်ဘက်တွေအတွက်တကယ်ကိုအိမ်မက်ဆိုးပါပဲတပတ်မှာ K1 ရဲ့ဘီရင်ဖြစ်တဲ့ဒါကျူကတော့တန်ရှင်းတဲ့လုံးဝအဆန့်ကျင်ဘက်ပါပဲသူကနီးစနစ်ပိုင်းမှာအလှပမတ်သူမဟုတ်ပါဘူးအကြမ်းတမ်းဆုံးအထီရောက်ဆုံးတဲ့ပြိုင်ဘက်ကိုစိတ်တရရပါရိုက်ချိုးပစ်တတ်တဲ့ PRP တိုက်စစ် relentless pressure ကိုအသက်တမျှကိုးကွယ်သူဖြစ်ပါတယ်ဒါကျူရဲ့အကြီးမားဆုံးလက်နက်ကသူ့ရဲ့မေယိုနဲ့ခန္ဓာကြီးပါပဲပြိုင်ဘက်စီကလက်သီးတစ်လုံးအထိခံပြီးတော့သူ့ဘက်က3လေးလုံးတွဲပြီးပြန်ဆော်ဖို့လုံးဝဝင်မလေးပါဘူးအထိုးခံရလေပို့ပြီးတော့ပြုံးလာလေပို့ပြီးတော့ကြမ်းလာလေဖြစ်တဲ့သူ့ရဲ့ smiling ascension ဇယိုက်ကပြိုင်ဘက်တွေကိုကြောင်ရုပ်တုံလို့စီတာပါဒါကျူကကွင်းလယ်ကိုပိုင်စီးပြီးတော့ပြိုင်ဘက်ကိုဂျိုးဝိုင်းတောင်းစီကိုအမြဲတမ်းတွန်းပို့ပါတယ်ကွာဝေးကျင်းသွားပြီဆိုတာနဲ့သူ့ရဲ့ပြင်းထန်လာတဲ့ level shot ဒီပင်လက်သီး uppercut ဒီနဲ့ခြေကန်ချက်တွေကိုမူရတယ်လို့ဆက်မပြတ်ပြစ်လွတ်ပါတော့တယ်ဒီစနစ်ပိုင်းရဒါကျူဟာပြိုင်ဘက်ရဲ့အသက်ရှူနှုံးတဲ့ကစားဟန် rhythm ကိုဒရက်ဆက်ဖိအားပေးခြင်းနဲ့ဖျက်ဆီးပြစ်တာပါဘယ်လောက်ပဲပါရီပါတဲ့ fighter ဖြစ်နေပါစီဒါကျူရဲ့ဖိအားအောက်မှာအမောဖောက်ပြီးတော့နောက်ဆုံးမှာတော့လက်မြောက်အရှုံးပေးသွားရတာကြီးပါပဲဒီနှစ်ယောက်ထိပ်တိုက်တွေ့ခဲ့တဲ့ The Match ပွဲစဉ်မှာတွေ့လိုက်ရတဲ့ဒီစနစ်ပိုင်းဆိုင်ရာအားပြိုင်မှုကကေပေါစင်သမိုင်းမှာအလှပဆုံးပါပဲဘာကြောင့်တန်ရှင်းနိုင်သွားရတာပါလဲအပြေကတော့ကွာဝေး distance နဲ့အချိန်ကိုင်းမှုတိုင်မင်ကခွန်အား power နဲ့ pressure ဖိအားကိုအနိုင်ယူသွားလို့ပါပဲတန်ရှင်းဟာဒါကျူရဲ့တက်ကွင်းထဲကိုလုံးဝအဝင်မခံခဲ့ပါဘူးခြေလမ်းတွေကိုဆက်မပြတ်ရွေရှားနေပြီးတော့ဒါကျူရှေတိုးလာတိုင်း jab လက်တီးလေးတွေနဲ့အနောက်ရှက်ပေးခဲ့တာပါဒါကျူရဲ့ style ကကစားကွက်အချိန်တင်ဖို့အချိန်လိုအပ်ပါတယ်ဒါပေမဲ့တန်ရှင်းကဝင်ထိုးလိုက်ထွက်သွားလိုက်ကစားတဲ့အတွက်ဒါကျူတယောက်လေထဲကိုသာလက်တီးတွေပြည့်သွင်းနေခဲ့ရတာပါဓမ္မချီမှာတန်ရှင်းရခဲ့တဲ့နော်ဒေါင်ကဆိုရင်လေဒါကျူရှေကိုအတင်းတိုးဝင်လာတဲ့စက္ကန့်ပိုင်းလေးမှာပဲအတိအကျအချိန်ကြိုက်ပြီးတော့ဝင်လာတဲ့အချိန်နဲ့ပေါင်းကဘေဝိုင်းနဲ့ကောင်တာထိုးချသွားတဲ့နီးစနစ်ပိုင်းဆိုင်ရာ master class တစ်ခုဖြစ်ပါတယ်ဒါကျူဖန်နေအမြဲတမ်းထောက်ပြတဲ့ညံပွားစရာချက်ကတော့ဒီပွဲဟာ3ကြည့်တဲ့ကစားခဲ့လို့တန်ရှင်းနိုင်သွားတာဆိုတဲ့ချက်ပါပဲနီးစနစ်ပိုင်းဆိုင်ရာအရာဒါလုံးဝညင်းလို့မရတဲ့အမှန်တရားပါတန်ရှင်းရဲ့ကစားဟန်က3ကြည့်စီးမြင်းမှာအင်မတန်အားသာပါတယ်ဒါပေမဲ့5ကြည့်ပွဲစဉ်ဒါမှမဟုတ်အကန့်အသတ်မရှိပွဲစဉ်မျိုးစာဆိုရင်တော့ခြေလမ်းအမြဲကျွေးနေရတဲ့တန်ရှင်းက4ကြည့်မြောက်လောက်မှာတေချာပေါက်ကာဒီယိုကျဆင်းလာမှာပါအဲ့ဒီချိန်မှာမောခံနိုင်တဲ့တန်ရှင်းကိုအင်ဂျင်ဆက်လုံးလိုမယမနာအလုပ်လုပ်တဲ့ဒါကျူရဲ့ဂျန်တက်နဲ့တွဲလုံးတွေကတန်စကာတောင်းမှာတေချာပေါက်လဲထိုးသွားနိုင်ပါ ರಿ ဒါကြောင့်မယ်စီမင်းကတန်ရှင်းရဲ့အမြန်နှုန်းကိုကာကွယ်လိုက်တယ်လို့သုံးသပ်ရင်လည်းမမှားပါဘူးနီးစနစ်သက်သက်ကိုကြည့်မယ်ဆိုရင်တော့တန်ရှင်းနာဇူကာဝါကဂျပန်သမိုင်းမှာသာမကပဲကမ္ဘာအဆင့်မှာပါပြိုင်ဘက်ကင်းတဲ့ပါရမီရှင်မှာသူရဲ့မျက်စိရှောင်တိမ်မှုနဲ့ကောင်တာတိုက်ခိုက်မှုတွေကိုဘယ်သူမှလိုက်မမီပါဘူးဒါပေမဲ့ပြိုင်ဘက်ကိုဖျက်ဆီးပစ်လို့တဲ့စိတ်သက် killer instinct ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့သွေးထွက်တန်ယို action entertainment and damage နဲ့တကယ်စစ်တီတော်စိတ်သက် warrior spirit ကိုတိုင်းတာမယ်ဆိုရင်တော့ဒါကျူစီကာဝါကဂျပန်ကေပေါစင်ရဲ့စစ်မှန်တဲ့ဘုရင်တစ်ပါးဖြစ်ပါရီတန်ရှင်းကအမှတ်ယူဖို့ကစားပြီးမြဲဒါကျူကအသေးကြီးဖျက်ဆီးပစ်ဖို့ကစားတာဖြစ်ကြောင်းပါခင်ဗျာညီကိုတို့ကရောလက်ခံကြရလားခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ